အားလုံးပဲမင်္ဂလာပါရှင်။ခိုင်ကတော့ဒီတစ်ပတ်မောင်းနှံတိုက်ဆန်တော့တဲ့အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်။ခိုင်တို့မနက်3နာရီခွဲကျော်လောက်ကလေးကတူကီယိုကနေထွက်လာပြီးတော့နေထွက်တာကိုလည်းလမ်းမှာပဲကြည်ရင်းနဲ့လှပတဲ့ရှုခင်းတွေကိုကြည်ပြီးတော့နန်တိုက်ဆန်ကိုမနက်6နာရီခွဲလောက်မှရောက်ပါတယ်။ခဏလောက်နားပြီးတော့ခိုင်တို့နန်တိုက်ဆန်ရဲ့ကျင်ကြားနေစားပြီးတောင်စားတက်ပါတယ်။အခုဒါခိုင်တို့တောင်စားတက်တဲ့နေရာပါ။ဒါကတော့ခိုင်တို့လမ်းမှာတွေ့ရတဲ့ရှုခင်း view point လေးပါ။အဲဒီကနေပြီးတော့တက်နေရနေပြီးတော့ဒီလိုကြောက်တုံးနေရှိတဲ့နေရာတွေတက်ရေခဲတွေရှိတဲ့နင်းနေရှိတဲ့နေရာတွေကိုတက်ပြီးအခုလိုလှပတဲ့မြင်ကွင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့တောင်ပေါ်ရောက်လို့ရှင်မောပြည့်တဲ့နေရာလေးပါဒီလိုကြောက်ခဲတွေနဲ့အသက်ဆင်းနေရလဲခက်ခိုင်တို့လှုပ်ခဲရတဲ့နေရာလေးရဲ့အမတ်တရားလေးပါ။ဒါကတော့ခိုင်တို့တက်ခန်းအပေါ်ရောက်ခဲနေရာလေးပေါ့နော်။ဒီတောင်ရဲ့ထိတ်ကိုရောက်ခဲနေမှာခိုင်တို့ရှုခင်းလေးတွေကိုတပုံရိုက်ထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်